နိုင်ငံတကာသတင်းတစ်ပုဒ်အနေနဲ့ကတော့စီးကျက်ခွန်တွေကိုယာယီဆိုင်းငံ့ထားမဲ့သဘောတူညီချက်တွေပါဝင်တဲ့အမေရိကန်တရုတ်စီးပွားရေးနဲ့ကုန်သွယ်ရေးအစည်းအဝေးပူးတွဲကြေညာချက်ဂျနီဗာကိုအိမ်ဖြူတော်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။တရုတ်ထုတ်ကုန်ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသနဲ့မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသကထုတ်ကုန်တွေအပေါ်တွန်းမြင့်ကောက်ခံတဲ့စီးကျက်ခွန်24%ကိုကနဦးကာလရပ်ပေါင်း60အတွင်းဖော်ဆောင်တာကိုယာယီဆိုင်းငံ့ထားမယ်လို့သိရပါတယ်။ဒါပေမဲ့လည်းအရင်သတ်မှတ်ထားတဲ့စီးကျက်ခွန်10%ကိုဆက်လက်ကောက်ခံသွားမယ်လို့သိရပါတယ်။ဒါအပြင်အခုနှစ်ဧပြီလ10ရက်နဲ့9ရက်နေ့တွေမှာထုတ်ပြန်ခဲ့တဲ့အမိန့်ကြေညာစာအမှတ်2ခုအရထုတ်ကုန်တွေအပေါ်စီးကျက်ခွန်တွန်းမြင့်ကောက်ခံတာကိုပေးဖြတ်လိုက်တယ်လို့သိရပါတယ်။နှစ်နိုင်ငံစလုံးဟာသဘောတူညီချက်တွေကိုမေလ14ရက်နေ့မတိုင်မီစတင်အကောင့်ထဲပေါ်ဆောင်ရွက်ဖို့ကတိပြုခဲ့ကြပါတယ်ရှင်။